ဒီနေ့ကတော့ကျွန်တော်တို့ဒါဇီကာနောက်ဆုံးမိတ်ဆက်လိုက်တယ်ပေါ့နော်C segment လည်းပဲကျွန်တော်ဒီ test luxury SUV ကိုကျွန်တော်ဇီကာမြန်မာကနေပြီးတော့မြန်မာနိုင်ငံမှာရှိတဲ့ premium customer တွေအတွက်ဒါမိတ်ဆက်တဲ့soft launch ပွဲပေါ့နော်ကျွန်တော်တို့မိတ်ဆက်တဲ့ပွဲလေးဖြစ်ပါတယ်ဟုတ်အဓိကကျွန်တော်မိတ်ဆက်ချင်တာကတော့အစ်ဖြစ်တဲ့ 7X ပေါ့နော် full size မဟုတ်ဒါ mid size SUV ပေါ့နော်အဲ့လာနောက်ဆုံး technology နဲ့အခုလို2025မှာကျွန်တော် introduce လုပ်မယ်26မှာတော့နောက် model တစ်ခု available ဖြစ်မယ်အဓိက Zeekr 7X ရဲ့အားသာချက်ကဘာလဲဆိုတော့သူ size ပေါ့နော် size ကတော့တကယ် family တွေသုံးမယ်ဆိုရင်တကယ်သုံးကြတဲ့ size ပါဆိုတော့သူ size က full size SUV မဟုတ်ပြင်နဲ့ပဲ mid size SUV ပြီးတော့နောက်တစ်ခုက latest technology နော် battery technology golden battery သုံးထားတဲ့အတွက်battery အနေနဲ့လည်းကြာရှည်ခံတယ်ပြီးတော့ charging time မှာလည်းမြန်ဆန်မယ်